episode 10ရဲ့အစမှာတော့ဒေါ်နီကဒီမှာရှိတဲ့ကလေးတွေဟာဆင်းရဲမှုတွေကြောင့်ဒီဘက်တွေစီကနေရောင်စားခံရတဲ့ကလေးတွေဖြစ်နေပြီးစစ်ပွဲအတွက်သုံးဝင်အောင်လေ့ကျင့်တာအဖြစ်ကဒေါ်နီကအဲ့လိုလူတွေကိုခေါ်ယူပြီးနာမည်တွေပေးထားအဖြစ်ကဘိုက်ကလေးရဲ့ဘဝကိုချုပ်ခိုင်းလိုက်ပါတယ်အဲဒီနောက်မှာတော့ဒေါ်နီကဘိုက်ကလေးကိုခုမှစတွေ့ဖို့ပြင်မဲ့နာမည်ကတော့သူလူတယောက်ကိုပေးထားတဲ့နာမည်နဲ့တူနေကြောင်းပြောပြလိုက်ပါတယ်ဒီလိုနဲ့ချင်တော့အဲ့ဒါဆိုဘိုက်ကလေးကသူ့ကိုပဲလို့ပြောလိုက်ကဒေါ်နီလည်းဘိုက်ကလေးရဲ့နာမည်နဲ့လူကသူ့မိသားစုတဲကဖြစ်ပြီးခုဘိုက်ကလေးကတော့တူးရောင်ပဲဖြစ်နေကြောင်းပြောပြလိုက်ပါတယ်တပတ်မှာတော့ကောင်မလေးတို့ကအမိုက်ကားထဲမှာပုံနေကြကဘိုက်ကလေးကိုကယ်ဖို့တိုင်ပင်နေကြပါတယ်ဒေါ်နီကဘိုက်ကလေးစီမှာရှိတဲ့ချက်လက်တွေအကုန်လုံးကသူကတိရဲ့ဘိုက်ကလေးရဲ့ချက်လက်တွေနဲ့အကုန်တစ်ထက်တည်းကြားနေရကြောင်းဒီကိစ္စကဘလို့ဖြစ်နေရလဲလို့မေးလိုက်ချင်ဘိုက်ကလေးကဒေါ်နီဒီတိုင်းအိမ်မွေးခွေးတွေကိုပေးတဲ့ဘာမှမဟုတ်တဲ့လူလို့ပြောလိုက်တာကြောင့်ဂျီနိုလည်းဓာတ်နဲ့လမ်းထိုးလိုက်ချင်နီကာတားလိုက်ကရက်ခွက်ကိုတစ်ချက်ထိုးလိုက်ပြီးဒေါ်နီဘေးကမီဖာကလည်းဂျီနိုတော်လိုက်ဖို့ပြောလိုက်ကသုံးမကြတဲ့ကောင်လို့ဆဲဆုံနေခဲ့ပါတယ်ဒါပေမဲ့တော့ကောင်မလေးကတွန်စီကချက်လက်တွေကိုစစ်မင်းနေပြီးဘိုက်ကလေးဘက်မှာရှိနေရလဲလို့မေးချင်ဒေါ်ကလည်းသူပြောင်းနေတာသိရင်ဒေါ်နီကသူ့ကိုလာချမှာဖြစ်ကြောင်းပြောပြလိုက်ပါတယ်ဒါပေမဲ့တော့မီကာကဘိုက်ကလေးကိုစောင်းညစ်နေချင်ဘိုက်ကလေးကအဲ့ဒီခုပြနေပြီးကောင်မလေးအတွက်ချင်းကိုနှစ်ခုလောက်တောင်းဆိုချင်တယ်လို့ပြောလိုက်ပြီးပထမတစ်ခုကသူမိဘတွေရဲ့အိမ်ကိုစောက်ချောက်တွေနဲ့ထားစီချင်ကြောင်းနဲ့ဒုတိယတစ်ခုကလောကထွက်လိုက်ပြီလို့ပြောလိုက်ပါတယ်အကြောင်းရင်းကတော့ကောင်မလေး86ရမယ့်လမ်းကိုရောက်တဲ့သွားချင်ပြီးကိုလုံးနဲ့ဆက်သွယ်ဖြစ်ထားချင်ကြောင်းပြောလိုက်ပါတယ်ဒါပေမဲ့တော့နီကာကဘိုက်ကလေးကိုလက်ထပ်ဖြုတ်ပေးရတဲ့စောက်ပေးမယ်လို့ပြောလိုက်ချိန်ဘိုက်ကလေးကဖြုတ်ပေးသွားပြီးနီကာကိုခြေထောက်နဲ့လမ်းကန်လိုက်ပေမဲ့နီကာကဘိုက်ကလေးရဲ့အကွက်တွေကိုကြိုတိနေကြတော့ဒဏ်ရာဟောင်းကိုပဲပြန်ထိုးပေးလိုက်ပါတယ်အဲဒီနောက်မှာတော့ဘိုက်ကလေးလည်းထိနာနေပြီးစောက်တွေကရောက်လာခဲ့ကနီကာကိုဒီတယောက်လေးတော့မကြည့်နိုင်ဘူးလားလို့ဆုနေတော့ဘိုက်ကလေးကခေါင်းကပေါက်ဖောက်ပေးလိုက်ကနီကာနဲ့ပိုင်ဝဲဆွဲနေကြပါတယ်အပြင်ဘက်မှာတော့ထရက်ကားကြီးတစ်စီးရချိန်နဲ့ဝင်တိုက်လာကကောင်းမောင်းတဲ့သူကကောင်မလေးဖြစ်နေပြီးဘိုက်ကလေးကအရင်ကထိုင်ရကြောင်းလဲနေတဲ့အချိန်အရင်ကကောင်မလေးကိုကူညီနေတော့ကဘိုက်ကလေးကကောင်းမှရှိနေခဲ့ကဘိုက်ကလေးရဲ့နာမည်နဲ့လူလည်းရှိနေခဲ့ပြီးနီကာကဘိုက်ကလေးကိုသူထင်သားသလိုမဟုတ်တာကြောင့်စိတ်ပြက်နေခဲ့ကဘိုက်ကလေးကလည်းသတိလစ်သွားခဲ့ပါတယ်အဲဒီနောက်မှာတော့နီကာလည်းပြင်ဘက်မှာတော်တော်ဆူညံနေရကြောင်းအဲ့တဲ့တရားနဲ့ရောက်နေရလားလို့ပြောပြလိုက်ကအပြင်ဘက်မှာတော့ကောင်မလေးကပပြင်းနေရပြီးစောင်းတွေကလည်းလိုက်ဖမ်းနေခဲ့ကကောင်မလေးကဘိုက်ကလေးကိုကဲဖို့ဘာခီးမဆိုင်နေရကြောင်းဂျင်ကလည်းဘာမှမပြောနိုင်ပဲညနေပိုင်းအေးရကြောင်းနှွေးထဲပဲပေးလိုက်ပြီးကောင်မလေးကလှုပ်ထွက်တော့မှဖြစ်တာကြောင့်သူ့အတွက်အလုပ်ဖို့ရှုပ်တော့မှဖြစ်နေပြီးဖြစ်နိုင်ရင်မထွက်ဖို့ပြောလိုက်ပါတယ်အဲဒီနောက်မှာတော့ကောင်မလေးကိုစောင်းတွေကကင်မရာကနေပြီးပြင်မိန်ထိပါပေးထားတဲ့အချိန်နောက်မှာတော့ဘိုက်ကလေးကရောက်နေခဲ့ပြီးကောလုံးနဲ့ပြီးပို့ပေးလိုက်ကကောင်မလေးရဲ့တီနီယာကိုလည်းရှာလိုက်တော့ကောင်မလေးရဲ့တီနီယာကိုလည်းရှာလိုက်ပါတယ်ဒါပေမဲ့တော့ဂျီနိုကနီကာကိုဘိုက်ကလေးလွတ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးဒေါသထွက်နေခဲ့ကကောင်မလေးကတော့ဘိုက်ကလေးကိုမရှာချင်တဲ့အချိန်ကြရင်တော့အမြဲတမ်းအနာကပေါ်လာခဲ့ပြီးရှာနေတဲ့အချိန်ကြရင်တော့လုံးဝမတွေ့ရကြောင်းစိတ်ထဲကြားနေခဲ့ကစောင်းတယောက်ကသူ့ကိုဖမ်းမိသွားကြကြောင်းမပြေတော့ဘူးပြောနေပေမဲ့တနတ်တန်တွေကဇက်လိုက်ကြားနေရပြီးဘိုက်ကလေးလက်ချက်ဖြစ်ကနောက်ကနေရောက်လာပြီးကောင်မလေးကိုဖမ်းတဲ့အဆောင်ကိုပြစ်တက်လိုက်ပါတယ်အဲဒီနောက်မှာတော့ဘိုက်ကလေးကကောင်မလေးကိုအယူလုံးတွေလုံးနေရပဲလို့ပြောကအခုကလည်း episode 6လေးကပြီးဆုံးသွားခဲ့ပါတယ်ဗျာ